ကိုเป็นเป็นเที่ยวอ่ะพี่เกมให้นักสาวอะไรมั้งเกมมาโอเคကျွန်တော်နာမည်ကစလိုက်ဆောင်လင်းဖြစ်ပါတယ်ကျွန်တော်ကအခုလက်ရှိ CDF ဖာခိုင် Brigade Commander ဖြစ်ပါတယ်မေလ2ရက်နေ့ကနေကျွန်တော်တို့စတင်ပြီးတော့တိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ် CDF ဖာကတော့ကျွန်တော်တို့ဒီ AP လထဲမှာကျွန်တော်တို့ဒီတက်မခွန်ခွန်နဲ့ပေါ့နော်တက်မခွန်ခွန်နဲ့တိုက်ပွဲဖြစ်တယ်အဲ့ဒီတက်မခွန်ခွန်ကမခွန်နဲ့မ9ကိုတရင်2ရင်စလုံးဒီစစ်ကြောင်းထိုးလာတာဖြစ်တယ်ကန်ကောကနေစထွက်လာတယ်တိုက်ပွဲအတော်တွင်မှာသူတို့ကတော်တော်လေးပြင်းထန်တယ်သူတို့ Jack Fighter နဲ့လည်းနေ့တိုင်းပြစ်တယ်သူတို့အကြအဆုံးများတော့ကျွန်တော်တို့လက်နက်တွေလည်းရရှိထားတာရှိတယ်ဖျားเจ้าမှာသူတို့ Jack Fighter နဲ့သူတို့အဲ့ဒီဖျားเจ้าမပြစ်ခင်ကို Jack Fighter တစီးလာပြီးတော့သူတို့ဆူတောင်းတောင်ကိုအရင်ပြစ်တယ်ဆူတောင်းတောင်ပြစ်ပြီးတော့သူတို့ပြန်လှည့်ပြီးတော့အဲ့ဒီဖျားเจ้าကိုဝင်ပြစ်တာဖြစ်တယ်အဲ့ဒီဖျားเจ้าလည်းတော်တော်လေးပြက်စီးတယ်အခုလည်းဟိုအမှဝက်ပြုတ်အစီအစဉ်သူတို့မလုပ်နိုင်တော့ဘူးကျွန်တော်တို့ဒီအခုတော်လိုင်းရင်ຫນွေဦးတော်လိုင်းမှာကျွန်တော်တို့ဒီချင်းပြည်နယ်မှာရှိတဲ့ချင်းလူမျိုးတွေအတွက်တော်တော်လေးတာဝန်တူးချင်းစီရဲ့တာဝန်ဖြစ်တယ်ဘယ်သူမှကျွန်တော်တို့ချင်းပြည်ကိုဘယ်သူမှလာတိုက်ပေးမှာမဟုတ်ဘူးလာလောက်ပေးမှာမဟုတ်ဘူးကျွန်တော်တို့ဒီချင်းလူငယ်ချင်းပြည်ရဲ့ချင်းမဲ့ရှိတဲ့လူတွေအတွက်တကယ်အဓိကတာဝန်ဖြစ်တဲ့အတွက်ဒီနေ့ဒီချိန်မှာနိုင်ငံခြားပြည်ဆရာလည်းမလိုဘူးကျွန်တော်တို့ဒီတာဝန်ကိုအကုန်လုံးထမ်းပြီးတော့ကျွန်တော်တို့အသက်နဲ့ချွေးနဲ့ရင်းပြီးတော့ကျွန်တော်တို့တိုက်ထုံးမှဖြစ်မယ်ကျွန်တော်တို့ဒီနိုင်ငံကိုနိုင်ငံခြားပြည်ပသွားဆရာမလိုပဲနဲ့ကျွန်တော်တို့ဒီရှင်းပြူကျွန်တော်တို့ဒီထောင်ဖို့ကိုမှတာဝန်ရှိတယ်ကျွန်တော်တို့မှတာဝန်ရှိတယ်ကျွန်တော်တို့အတူတကွလောက်ကြဆိုးဆိုပြီးတော့ကျွန်တော်တောင်းဆိုချင်ပါတယ်ကျေးဇူးတင်တယ်